အားလုံးပဲမြင်ကြပါရှင်ကျမနာမည်ကတော့မယုံတေခင်ပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ VEC လို့ခေါ်တဲ့ပညာရေးစင်တာအသစ်လေးအကြောင်းကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်မောင်လေးရဲ့နာမည်နဲ့ VEC လေးရဲ့အကြောင်းကိုအသေးစိတ်မိတ်ဆက်ပေးပါအောင်ရှင်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်ပြည့်ရှမ်းဖြစ်ပါတယ်ကျွန်တော်တို့ VEC ပေါ့နော် Village Education Center ဆိုရင်ဒီကျွန်တော်တို့ဒီအကျိုးမဲ့မယူတဲ့ non-profit organization ပညာရေးစင်တာတစ်ခုဖြစ်ပါတယ်အကြောင်းဖွင့်နေတာရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလက်ရှိအထက်တန်းတက်ရောက်နေတဲ့ညီငယ်ညီမငယ်တွေအတွက်ပေါ့နော်အထက်တန်းအဆင့်မြင့်ပညာရေးဆက်လက်တက်လှမ်းနိုင်ဖို့အတွက်ဒီအားလုံးကျောင်းသူကျောင်းသားတွေအားလုံးလက်လန်းမိနိုင်တဲ့နှုံထားတစ်ခုနဲ့အတန်းတွေဖွင့်လှစ်သင်ကြားပေးသွားဖို့ပဲဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်မောင်လေးဒါဆိုလို့ရှိရင် VEC မှာဘယ်လိုမျိုးအတန်းတွေတက်ရောက်နိုင်ပါသလဲရှင်ကျွန်တော် VEC မှာဆိုရင်လက်ရှိပေါ့နော်ဒီdiploma တန်း3တန်းပေါ့နော်မကြာမီဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်diploma in English diploma in Thai language နဲ့ diploma in psychology ဆိုပြီးတော့ပေါ့ဒီ diploma တန်းအတန်း3တန်းကိုကျွန်တော်တို့မကြာမီအချိန်မှာစတင်သင်ကြားပေးသွားလို့မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်မောင်လေးဒါဆို VEC မှာဘယ်လိုသင်ကြားရေးစနစ်တွေနဲ့သင်ကြားပေးမှာလဲပေါ့နော်လက်ရှိVEC ကျွန်တော် VEC မှာဆိုရင်သင်ကြားရေးစနစ်ကိုonline learning system နဲ့ပဲကျွန်တော်သွားမယ်ပေါ့နော်ကျွန်တော်ဒီအတန်းနေတက်တဲ့အခါမှာဆိုရင်လည်းZoom application တွေသုံးမယ်စာမွေးတွေဖြည့်တဲ့အခါမှာဆိုရင်လည်းကျွန်တော် Moodle လို့အစရှိတယ်ပေါ့နော်ဒီonline ကနေပြီးတော့စာမွေးဖြည့်လို့ရတဲ့ system learning system တွေကျွန်တော်အသုံးပြုသွားမှာဖြစ်ပါတယ်နောက်ညမှာဆိုရင်လည်းဒီ application တွေဒီ VEC website တွေကိုပါကျွန်တော်တို့ကတပါးတည်း run မှာဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ပါရှင်မောင်လေးဒါဆို VEC မှာ diploma တက်ပြီးသွားတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ပေါ့နော်ဘယ်လိုရှေ့ဆက်ပြီးတော့ဘယ်လိုအခွင့်အရေးရရှိနိုင်ပါသလဲရှင်ကျွန်တော် VEC မှာဖွင့်ထားတဲ့ diploma အတန်းတွေကဒီ credit 30အပြည့်ပေးရတဲ့အတန်းတွေဖြစ်တဲ့အတွက်ကြောင့်ဒီအထက်တန်းအောင်လက်မှတ်ပေါ့နော် high school diploma နဲ့ညီမျှတယ်ညီမျှတဲ့ဆိုတဲ့အခါကျွန်တော်တို့ဒီ VEC မှာ diploma တန်းပြီးသွားလို့ရှိရင်ဒီထိုင်းနိုင်ငံမှာဒီဘွဲ့ကြိုတန်းတွေပေါ့နော် bachelor တန်းတွေကျွန်တော်တို့ဆက်လက်တက်ရောက်သင်ကြားနိုင်မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်မောင်လေးအခုလိုမျိုး VEC Village Education Center အကြောင်းကိုပြည့်စုံရှင်းပြပေးတဲ့မောင်လေးအောင်ပြည့်ရှင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်တော့ဖြစ်ဒီနေ့မှာတော့ညီမတို့ရဲ့ VEC လို့ခေါ်တဲ့ Village Education Center အကြောင်းကိုအသေးစိတ်ရှင်းပြသွားတာပဲဖြစ်ပါရဲ့ရှင်မကြာမီကာလအတွင်းမှာလည်းအတန်းသင်များကိုစတင်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် page လေးကိုလည်းပဲ like and follow လေးနဲ့ share ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးပါတယ်ခင်ဗျာHello everyone, my name is Don Deriwei, but you can call me Don Don. I am a former student of Village Education Center. I'm studied English Postgate and Business English at Village Education Center in September 2022. Okay, Okay, ညီမကတော့ဒီ Village Education Center ကကျောင်းသားဟောင်းတယောက်ဖြစ်ပါတယ်ရှင်။သမီးဒီ Village Education Center မှာစပြီးတော့တက်တဲ့အချိန်မှာပေါ့နော်။အဲ့တုန်းကဒီ program လေးခုရှိတယ်ပေါ့နော်။ဒါပေမဲ့အဲ့ချိန်မှာသမီးကဘာရွေးခဲ့လဲဆိုတော့ Business English နဲ့ English for Scale ကိုရွေးခဲ့တယ်။သမီး10တန်းအောင်ပြီးကတည်းကဒီ English စာနဲ့ပတ်သက်ပြီးတော့အကုန်လုံးကအလွတ်ကျက်ဖြေခဲ့တာပေါ့နော်။ဒါပေမဲ့ဒီ English for Scale ကိုဒီ Village Education Center မှာတက်ပြီးတဲ့အချိန်မှာပြောဖို့လဲမကြောက်တော့ဘောเนาะပြီးတော့လည်းဒီဆရာတွေကလည်းကျင်နာတယ်ပြီးတော့နိုင်ငံခြားဆရာတွေပါတဲ့အတွက်ကြောင့်မလို့သမီးတို့စကားပြောရတဲ့အခါမှာလည်းခက်ခဲမရှိတော့ဘူးပေါ့နော်။ရင်တော့ဆိုရင်မျိုးနိုင်ငံခြားသားတွေနဲ့စကားပြောဖို့ဆိုရင်ကြောက်ကြရတယ်။ဒါပေမဲ့အခုချိန်မှာတော့အဲ့လိုမျိုး English for Scale တွေသင်ပြီးတယ်တခြားဒီမျိုးနိုင်ငံခြားဆရာတွေနဲ့ထိတွေ့ခွင့်ရတဲ့အချိန်မှာသမီးတို့ကဘာမှဒီလိုမျိုးစကားပြောဖို့အင်္ဂလိပ်စာကိုကြောက်ဖို့မရှိတော့ဘူးပေါ့နော်။နောက်ပြီးတော့ဒီ admin team တွေကလည်းစာပြန်နာတွေကအစားအကုန်လုံးပေါ့နော်ကောင်းတယ်ပြီးတော့စာပြန်နာတွေလည်းမြန်တယ်ပြီးတော့ဒီရှိတဲ့ teacher assistant teacher တွေကလည်းသမီးတို့အိမ်စာထပ်ဖို့ရောဗာရောတေချာပြောပေးတယ်ပေါ့နော်အကုန်လုံးကစိတ်ဆက်လေးနဲ့တေချာလုပ်ပေးရတဲ့ကြောင့်မို့သမီးကအခုချိန်မှာဆိုလို့ရှိရင်အဆရရအကုန်လုံးအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့အဆင်ပြေနေတဲ့အပိုင်းမှာရှိနေပါပြီရှင်ဆိုတော့ညီမတို့ဒီကျောင်းမှာဆိုလို့ရှိရင်ထပ်ပြီးတော့သင်တန်းတွေကိုအခုထပ်ပြီးတော့ program ထပ်ဖွင့်ထားတယ်လို့ပြောပါတယ်တခြားဘာသာရပ်တွေအပြင်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဘာသာရပ်တွေရောဗုဒ္ဓဇင်နဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုထပ်ပြီးတော့ဖွင့်လှစ်ထားတယ်လို့လည်းသတင်းကြားရယ်เนาะဆိုတော့ခါကြတော့နောက်ခါဗီဒီယိုတွေမှာလည်းဒီ village နဲ့ပတ်သက်တဲ့ village education center နဲ့ပတ်သက်တဲ့ဒီအကြောင်းအရာတွေကိုနောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်လည်ပြီးတော့တင်ပေးထားပါမယ်ရှင်ဆိုတော့page နဲ့ page ကိုလည်း like and follow ပေးမမေ့ကြနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် bye bye